အားလုံးပဲမင်္ဂလာပါဟိန်းစာ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့လေးမှာတော့ကျွန်တော်သင်ကြားပေးမယ့်ကောက်ွက်လေးကတော့ကျွန်တော်ခြေတနန်း12ကွက်ထဲမှာမှနောက်ဆုံးကောက်ွက်ဖြစ်တဲ့ထိုင်ထားကောက်ွက်ဖြစ်ပါတယ်ဒီထိုင်ထားကောက်ွက်ကတဲ့အချိန်မှာကျွန်တော်12ကွက်မြောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီခြေထောက်ပေါ့နော်ဒါအောက်ပိုင်းအဓိကကတာဖြစ်တဲ့အတွက်ကြောင့်ဒီခြေထောက်အပိုင်းလေးတွေကတအားကိုထိုင်ထားကတဲ့အချိန်မှာအဲ့လိုခြေကုံလက်ခြေပြစ်လက်ပြစ်ကိုအဲ့လိုထိုင်ချလိုက်ခြင်းပြီနော်အဲ့တော့ဒီကတွေကိုကျွန်တော်စပြီးတော့လေ့ကျင့်တော့ကလည်းအဲ့လိုပဲပေါ့နော်12ကွက်မြောက်မှာဆိုကျွန်တော်အရန်ကိုဒီကိုယ့်ရဲ့ခြေထောက်အမှာဆိုရင်မီးပူနေလို့ထိုးခံနေရတယ်လို့ပဲဒီကြက်သားတွေကတအားကိုလို့ပေါ့နော်ညောင်းနေပေါ့နော်ဒါပေမဲ့လည်းဒီကကွက်ပြီးအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ကမယ်ဆိုရင်เนาะဒါအောင်မြင်မြင်နဲ့ပြီးဆုံးပါတယ်ခင်ဗျာဒါပေမဲ့မဖြစ်မနေကောက်ကိုကရမယ်ဒီ12ကွက်လုံးอ่ะเนาะအဲ့တော့ဘလောက်ညောင်းဘလောက်နာကျင်ကျွန်တော်ဒီအောက်ပိုင်းတွေတန်မာဖို့အတွက်ဒီအောက်ပိုင်းခြေထောက်လေးတွေရရှိဖို့အတွက်ပိုင်နိုင်နဲ့ကောင်းကောင်းမွန်ရရှိဖို့အတွက်ဒီ12ကွက်လုံးကကျွန်တော်အသုံးဝင်တဲ့ခြေတန်းတွေပဲဖြစ်ပါတယ်အခြေခံအကျဆုံးသောခြေထောက်ကကွက်တွေပေါ့နော်ဒီခြေထောက်ကကွက်တွေမှာမရဘူးဆိုရင်ကျွန်တော်တို့ပထမအဆင့်ဖြစ်တဲ့ကျွန်တော်ပထမအဆင့်15ကွက်ရှိရပါတော့ကြပြလို့ပထမ15ကွက်ရှိတယ်အဲ့15ကွက်ကိုဘလို့မှရမှာမဟုတ်ပါဘူးအဲ့တော့ဒီခြေတန်းနဲ့12ကွက်ကဒီခေါင်းခါခြေလက်ဆိုတဲ့အရာလေးခုထဲမှာမိန်းကြရလို့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်မိန်းကြရလို့ကျွန်တော်ထင်မိတယ်အဲ့တော့ဒီခြေထောက်လေးတွေပိုင်နိုင်ရဖို့လိုတယ်အခုနောက်ဆုံးသင်ပေးမှာကထိုင်ထားကောက်ကွက်ပါခင်ဗျာထိုင်ထားကောက်ကွက်ကျွန်တော်တို့ကားတဲ့အချိန်မှာကျွန်တော်နောက်ဆုံးပြီးခဲ့တာထိုင်ချက်ချေပေးသွားပေးရွှေ့ပေါ့နော်ချက်ချေပေးသွားပေးရွှေ့ညကို၄ကရွှေ့တယ်ဘယ်ကို၄ကရွှေ့တယ်အဲ့ဒါလေးပြန်ပြီးတော့ပြောပြပေးမယ်ချွင်1ချွင်2ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်8ဆိုပြီးတော့ကျွန်တော်တို့ချက်ချေပေးသွားပေးရွှေ့ကိုရှေ့ဗီဒီယိုမှာသင်ခဲ့ပြီးသွားပြီเนาะအဲ့တော့အဲ့ဒါလေးလည်းရအောင်လေ့ကျင့်မှာသွားကြည့်လို့ရပါတယ်ရှေ့ဗီဒီယိုမှာเนาะအဲ့တော့အခုဒီနေ့သင်ပေးမှာကတော့ထိုင်ထားကောက်ကွက်ဒီလိုနေထားမျိုးနဲ့ချက်ချေပေးသွားပေးရွှေ့ကပြီးခဲ့တယ်ပေါ့เนาะပြီးခဲ့ပြီဆိုရင်ကျွန်တော်ထိုင်ထားကောက်ကွက်မှာကျွန်တော်အရေးကြီးတာပေါ့เนาะအရန်ညောင်းညာကြိုက်ခင်းနေပြီ17ကွက်မြောက်မှာအဲ့တော့ထိုင်ထားကောက်ကွက်ဆိုကိုကမထကျင်တော့ဘူးဒါပေမဲ့တတိထားရမှာကအဲ့လိုထားတဲ့အချိန်မှာဒီလိုကုန်းကြီးအဲ့လိုထားတာကြီးတချို့တော်တော်များများကျွန်တော်မြင်ရတယ်အဲ့လိုမျိုးထားရင်လုံးဝမှားတယ်ကုန်းကြီးလုံးဝမထားရဘူးအဲ့တော့ခန္ဓာကိုယ်အပေါ်ပိုင်းကိုဖြောင်းလေးပဲထားရမယ်ထိုင်ထားဖြစ်တဲ့ကြောင့်ကျွန်တော်တို့ထိုင်မယ်ပြီးရင်ဒီဒါပထမဆုံးထိုင်ထားတယ်ပေါ့နော်ချွင်မှာကျွန်တော်တို့ကထမယ်တောက်မှာပြန်ထိုင်မယ်အဲ့တော့ချွင်မှာထမယ်တောက်မှာပြန်ထိုင်မယ်ထားတဲ့အချိန်ကျရင်ကျွန်တော်တို့ရိုးရိုးမထဘူးဘယ်လိုထမလဲဆိုတော့အဲ့အထအရာနဲ့ထမိန်နာခတ်မယ်ပြီးရင်ထမိန်နာခတ်တာခြေထောက်နဲ့ချက်ချင်းပြန်ထိုင်မယ်ဒါညာဘက်တစ်ချက်ခတ်တယ်ထိုင်တယ်ထတာနဲ့ဘယ်ဘက်တစ်ချက်ထမိန်နာခတ်တယ်ထိုင်တယ်ညာဘက်တစ်ချက်ထမိန်နာခတ်တယ်ပြန်ထိုင်တယ်ဘယ်ဘက်တစ်ချက်ထမိန်နာခတ်တယ်အဲ့လိုပေါ့နော်ချွင်တောက်အဲ့အထားတာနဲ့ထမိန်နာခတ်ရမှာဆိုတော့ကျွန်တော်ဖြည်းဖြည်းလေးပြမယ်ထားပြီးအပေါ်ပိုင်းကိုလည်းဖြောင်းလေးလှုပ်ထားရမှာနော်ထားတယ်ချွင်ခတ်ပြီးွားနဲ့ချက်ချင်းပြန်ထိုင်တယ်တောက်ကိုယ့်ရဲ့ခြေထောက်ကလည်းဇလားပုံစံမူလပုံစံဂွင်ပုံစံလေးလိုဖြစ်နေရမယ်နော်ဒီခြေထောက်ကလည်းကာလေးဖြစ်နေရမယ်တောက်နော်ဘယ်ဘက်ခြေထောက်ပြန်ထားမယ်အပေါ်ခန္ဓာကိုယ်ပိုင်းကိုဖြောင်းထားမယ်နော်ချွင်တောက်အဲ့လိုမျိုးတွေနော်ဒီလိုမျိုးတွေဖြစ်နိုင်တယ်နော်ကိုခြေထောက်ကျွန်တော်တို့တောင်ဖြစ်တယ်ဒါမကတာကြောက်အဲ့တော့သတိထားရမယ်ချွင်တောက်အဲ့တော့အပေါ်ပိုင်းကအဲ့လိုထားတဲ့ချိန်မှာကျွန်တော်အားယူပြီးတော့ဒီလိုကြီးထားတယ်အဲ့လိုကြီးတွေကုန်းကြီးတွေအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒါကိုတော်သတိထားပါအဲ့ဒါအရန်ရေးကြည့်တယ်အဲ့လိုမဖြစ်ရအောင်เนาะအဲ့လိုဖြစ်ရင်မှားတယ်အဲ့တော့ကျွန်တော်ဖြည်းဖြည်းလေးပြန်ထိုင်ပြမယ်ထားပြမယ်အဲ့တော့ပေါ်ပိုင်းဖြောင်းနာပါချွင်တောက်ချွင်2ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်8ဆိုရင်မူလဂွင်ပုံစံတိုင်းမတက်ရက်ပြီးတော့ပဲရအောင်ပြန်ကြရမယ်เนาะအဲ့တော့ထိုင်ထားတော့ဒါပါပဲအဓိကကတော့ကျွန်တော်ထိုင်နေထားတဲ့ချိန်မှာကုန်းကြီးမဖြစ်ဖို့ရည်ကြည့်တယ်အဲ့တော့အပေါ်ပိုင်းခါလေးကိုဖြောင်းလေးထားရမယ်ကျွန်တော်တို့ထားတဲ့အချိန်မှာချွင်လို့ထားလိုက်တဲ့အချိန်မှာထမိန်နာလေးခတ်ရမယ်ပြန်ထိုင်တဲ့အချိန်မှာမူလဂွင်ပုံစံတိုင်းလေးကာလေးဇလားပုံစံလေးဖြစ်အောင်ထိုင်ရမယ်အဲ့လိုပဲဒါကိုကမင်းသမီးထမိန်နဲ့ဆိုရင်တော့ဒါကြီးကကာကြီးလို့မထင်ရဘူးပေါ့နော်ဒီတိုင်းဘောင်းမီနဲ့ပြနေတော့ဟဲကာကြီးဘယ်လိုကြီးလဲမသိဘူးဆိုဖြစ်နေမှာနော်အဲ့တော့တကယ်ထမိန်လေးနဲ့ကာရလို့ဆိုရင်ဂွင်လေးပေါ့နော်ဂွင်လေးလို့ဖြစ်နေမယ်ဇလားပုံစံလေးဘူးပုံစံလေးလို့ဖြစ်နေမယ်အဲ့တော့ပြန်ပြမယ်ချွင်တောက်အဲ့ချွင်မှာရက်မနေဘူးเนาะတကယ်တီးလုံးနဲ့ဆိုရင်အမြန်ချွင်တောက်
ချွင်တက်အဲ့လိုထိုင်လိုက်ထားလိုက်ကိုအမြန်လောက်ရမယ်အဲ့တော့ရှေ့ဆက်တစ်ခွက်မှာ6ညောင်းတာဖြစ်ကြောင်းဒီနေရာမှာအရန်သတိထားရမယ်လုံးဝအမမခံပါနဲ့เนาะအဲ့တော့ဟိုဒီ12ခွက်လုံးရအမကျွန်တော်အမောခံနိုင်မယ်ဆင်ပြေမယ်အဲ့တော့အောက်ပိုင်းတွေတန်ပါမယ်ပေါ့เนาะဒီ12ခွက်ကโอเคပြန်ပြမယ်ညာကနေစပြီးတော့ချွင်1ချွင်2ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်10အဲ့တော့ကျွန်တော်တို့ဒီမှာချွင်ကနေပြီးတော့သတိထားရမယ့်အချက်လေးကျွန်တော်တစ်ခုပြန်ပြောမယ်ထားလိုက်တယ်ပေါ့နော်ချွင်ဆိုပြီးတော့ဒီ6ကဖြောင်းဖြောင်းကြီးလောက်ထားလို့မရပါဘူးအဲ့တော့ထမိန်နာခတ်မဲ့ချွင်ကလည်းမူလခွင်ပုံစံကွေးထားတဲ့ဒီလိုချွင်ရပါမယ်ကွေးထားပါတယ်ဖြောင်းဖြောင်းကြီးဆိုရင်မှားတယ်ဒီ6ဒီလိုဖြောင်းဖြောင်းကြီးနဲ့ထမိန်နာခတ်တယ်ဆိုမှားတယ်အဲ့တော့ချွင်တွေ့လားကွေးထားတယ်ပြန်ထိုင်တယ်ချွင်ကွေးထားတယ်ညာချီတွေ့လားပြန်ထိုင်တယ်ချွင်3ချွင်4ချွင်5အဲ့လိုမျိုးပေါ့နော်အဲ့ချွင်8အထိ8ဝါတီတီအဲ့လိုမျိုးဒီလို6ကြီးကိုဆန့်ပြီးတော့ဒီဘက်6ထမိန်နာမခက်တဲ့6ကဆန့်ပြီးတော့တချို့ကညောင်းပြီလေဆန့်ကျင်ပြီလေကွေးထားတာအရင်များနေပြီအဲ့တော့အဲ့လိုလုပ်ရင်မှားပါတယ်ခင်ဗျာကဲကျွန်တော်အခုဒီထိုင်ထားကောက်ွက်လေးကိုလည်းတီးလုံးလေးနဲ့အတူတူကျွန်တော်ကပြမှာဖြစ်ပါတယ်ဒီချာလေးကြည့်ပါဘယ်နေရာမှာစီဝါလေးတွေပေါ့နော်စီဝါလေးတွေအဓိကထားကြည့်ပါချွင်တောက်အဲ့လိုမျိုးလေးမှာကျွန်တော်ခုနပြပြတာအတိုင်းမှာချင်မှာမတည့်ရက်မဲ့ထမင်းသားခက်မဲ့တောက်မှာရအောင်ပြန်ထိုင်မယ်အဲ့စီဝါကိုမိအောင်သူတီလုံးမြန်တော့ကိုကအရှိန်တင်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တီလုံးလေးနဲ့ကလေးသေချာကြည့်ပေးပါခင်ဗျာဒါကျွန်တော်တို့ရှေ့မှာဒီကြက်ချင်ပေးသွားပေးရွှေ့နေပြီးထားတာပေါ့နော်အဲ့တော့အခုနောက်ဆုံးသင်ပေးခဲ့တဲ့ကျွန်တော်ထိုင်ထားကကွက်လေးကိုလည်းအားလုံးရလိမ့်မယ်လို့မြင်တယ်ခုနလည်းတီးလုံးလေးနဲ့ကပြတာဖြစ်တဲ့ကြောင်အားလုံးပိုင်ပိုင်နိုင်နဲ့ရလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာအဲ့တော့လေ့ကျင့်မှာခုနပြောလေ့ကျင့်တာကိုလုံးဝမကျင့်ပါနဲ့မပြင်းပါနဲ့လေ့ကျင့်တာကိုပြင်းရင်ကျွန်တော်ပြပေးလိုက်တဲ့ကကွက်ကကျွန်တော်ပဲရနေပါလိမ့်မယ်ကျွန်တော်တို့မအားတို့ညီမတို့ကဒီကကွက်လေးကိုကြည့်ပြီးတော့မစိုးဘူးသူကလာတော့အစင်ပြေလောက်တယ်အစင်ပြေတယ်ကြည့်လို့ကောင်းလိုက်တာဆိုတဲ့အနေထားပဲဖြစ်သွားမယ်ကိုကကြည့်ရှုသူဖြစ်သွားမယ်ကိုကပြန်ပြီးတော့လေ့ကျင့်တဲ့သူကိုဒီကောက်ကွက်ကိုပိုင်ဆိုင်အောင်လုပ်တဲ့သူမဟုတ်တော့ဘူးအဲ့တော့ဒီကောက်ကွက်လေးကိုတေးသေးချာချာပိုင်ပိုင်နိုင်နိုင်ရချင်တယ်ဆိုရင်တော့ကိုတိုင်းတကယ်မြန်မာကဝါသနာပါတယ်သူများကအဲ့လိုပွဲလန်းတပင်မှာဝင်ပြီးကနေတဲ့အချိန်မှာကိုလဲဝင်ပါခြင်းနဲ့စန္ဒရှိရဲဆိုရင်တော့ဒီလေ့ကျင့်တာတော့မပြင်းစေချင်ဘူးဘာလို့ဘယ်ပညာမဆိုဘာသာစကားသင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အခြားကွန်ပျူတာသင်တန်းပဲဖြစ်ဖြစ်ဘာသင်တန်းပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခုဆိုရင် online မှာသင်တန်းတွေအများများတယ်လीเนาะကျွန်တော်ဆရာတွေကဗီဒီယိုတွေရိုက်ပြီးတော့အဲ့လိုမျိုးပို့ပေးတဲ့သင်တန်းတွေလည်းအများကြီးပဲဒါရန်ခက်စားတယ်ပေါ့เนาะဒီဘက်ခေတ်မှာဆိုရင်အဲ့လိုgroup ပို့ပေးတဲ့ဟာတွေပေါ့เนาะအခုကဒီဘက်ခေတ်မှာအဲ့လိုမျိုးပညာတွေကအလွယ်ရနေတာပေါ့เนาะအလွယ်ရနေအောင်ကျွန်တော်တို့ငယ်ကျွန်တော်စတင်တော့ဆိုရင်အဲ့လိုမျိုး online တွေမှာလည်းအဲ့လိုမျိုးကပြတဲ့လူတွေလည်းမရှိသလိုအဲ့လိုတင်ပေးတဲ့ဆရာတွေပေါ့နော်ဒီလိုဗီဒီယိုနဲ့တကွတင်ပေးတဲ့ဆရာတွေလည်းကျွန်တော်တို့မကြည့်ကြရအောင်တကယ်အပြင်မှာဆရာရှိတဲ့နေရာကိုအခချင်းငွေကိုတူတူတန်တန်ကြော့ပြီးတော့ကျွန်တော်ဆရာကိုဒီကောက်ကွက်လေးကိုဒီတချင်းလေးပေါ့နော်တင်ပေးပါဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးတိတိကျကျကတော့ထားပြီးတော့ကျွန်တော်တင်ခဲ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ဒီဘက်ခေတ်မှာအဲ့လို online သင်တန်းတွေကလည်းအများများတယ်လွယ်တယ်သင်ရတာလဲခုနပြောသလိုအဓိကတော့ကိုယ်တိုင်အားဆိုင်ဖို့ပဲလိုတာအဲ့တော့ကိုယ်တိုင်အားဆိုင်ပါအားမဆိုင်ရင်တော့ဒီပညာကိုပညာမဖြစ်ဘဲနဲ့ကြည့်ရှုသူအနေနဲ့ပဲပြီးသွားမှာဖြစ်ပါတယ်တိတိကျကျလေ့ကျင့်ပေးပါရအောင်ကြိုးစားပေးပါเนาะဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ပေးပါနောက်ထပ်တင်ပေးမယ်ကျွန်တော်တို့ရှိတယ်လက်သင်ခန်းစာခေါင်းသင်ခန်းစာခါသင်ခန်းစာလေးတွေကိုလည်းကျွန်တော်တို့စဉ်းစားမပြတ်ဆက်ပြီးလေ့ကျင့်ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ YouTube channel မှာရှိတဲ့ notification လေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ